နေ့ကျွန်တော်စလိုက်မယ်ဟာဒီဟောပါတော့ဒီ V center ရဲ့ဝင်လိုက်မယ် V center မှာကျွန်တော်U1 01နဲ့02နဲ့ကျွန်တော်စောက်ထားခဲ့တယ်ပေါ့နော်စောက်ထားခဲ့တော့ကျွန်တော်ဒီသူတို့နှစ်ခုကdifferent host မှာရှိတယ်ပေါ့နော် different host မှာရှိတယ်ဒီကောင်လေးပါပါမယ်ဟောလိုက်ပြီနော်ဟုတ်ဒီမှာဆိုကျွန်တော်တို့ဒီ U1 01ကကျွန်တော်ကြည့်လိုက်မယ်ဆိုရင်edit မှာကျွန်တော်ဒီ production VN network ပေါ့နော် production VN network ကကျွန်တော်တို့ဒီမှာရှိတယ်ဆိုတော့ဒီ network ဒီရေးစတဲ့ဟိုထဲမှာconfig ကလေးက virtual switch ထဲမှာကျွန်တော်တို့ဒီမှာပါပေါ့နော်ဒီမှာ production တော့ကိုကျွန်တော်သူက create လုပ်ထားပါပေါ့နော်သူရဲ့ app လေးက U1 01မနောက်နေရလို့ရှိရင် VM နဲ့1ပေါ့နော် VM နဲ့1ကျွန်တော် production ကိုကျွန်တော်ဒီ external switch မှာ VLAN 20အနေနဲ့ကျွန်တော် 172.60.20.0 ပေါ့နော်20.0 VLAN 20ကိုကျွန်တော် assign ပေးထားတယ်နော်သူကျွန်တော် external switch tagging လုပ်တဲ့အတွက် external switch မှာတော့ကျွန်တော် VLAN တွေကို interface တွေကိုVLAN interface ကို assign ပေးထားတယ်ပေါ့နော်အဲတော့ဒီမှာ server ထွက်လာ VM နဲ့1ပေါ့နော် VM နဲ့1ကနေတော့ external switch ကိုတွားမယ်ပေါ့နော် external switch ကိုတွားတယ်interface မှာကျွန်တော် VLAN 20 on ထားပြီးတယ်အဲ့တော့ကျွန်တော်ဒီ VLAN တွေကိုတွားထားတဲ့ network U1 0က VLAN 20 network ထဲမှာဖြစ်နေမှာပေါ့နော် VLAN 20ဆိုတော့ 172.16.20 ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကြည့်လိုက်မယ်ဆိုလေကြည့်လိုက်လေဒီမှာကျွန်တော်IP 172.16.20 ပေါ့နော်ဒီ U1 01က 172.16.20 network ဖြစ်တယ်ပေါ့နော် 172.16.20 network ဖြစ်တယ် U1 02ပြင်ကြည့်မယ်နော်သူရဲ့ VLAN gateway ကိုပြင်ကြည့်မယ် 172.16.20.5 ကိုပြင်ကြည့်တာပြင် reply ပြန်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီသူရဲ့ gateway အထိကိုသူဒီ VLAN gateway အထိကိုတော့ network ကိုရောက်နေပြီပေါ့နော်ရောက်နေပြီလို့စာမှာဖြစ်ပါတယ်ဒါကြောင့်ဒီမှာဒါကတော့ U1 02ပေါ့နော်ဒါကတော့1ဒါကတော့2ပေါ့နော်ကျွန်တော်ဒီမှာသူ့ရဲ့ IP ကိုကြည့်ကြည့်မယ် U1 02ရဲ့ IP 172.16.20.20 ပေါ့နော်ဒီမှာကတော့ကြည့်လိုက်မယ်ဆိုရင်172.16.20.10 ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်ကလှမ်းပေးကြည့်မယ်ပေါ့နော်ဒါကတော့U1 01ကကျွန်တော်တို့ဒီမှာESC ဆိုင်01မှာရှိတယ်ပေါ့နော်U1 01 172.16 172.16.20.10 ပေါ့နော်ဒါဒီသူ့ရဲ့ IP ESC ဆိုင် host မှာရှိတယ်U1 02က ESC ဆိုင် host 2မှာရှိတယ်ပေါ့နော်သူ့ရဲ့ IP က 172.16.20.20 ပေါ့နော်အဲ့တော့ကျွန်တော်2ကနေ1ကိုလှမ်းပေးကြည့်မယ်ပေါ့နော်U1 2ကနေ1ကိုလှမ်းပေးကြည့်မယ်172.16.20.10 ပေါ့နော်အဲ့အောင်လှမ်းပေးကြည့်မယ်မိရပေါ့နော်မိရဆိုကျွန်တော်ဒီတော့မိရဒါဆိုကျွန်တော်တို့ဒီအချင်းချင်းကသူကဒီဘာလို့မိလဲဆိုတော့ဒီကျွန်တော်တို့ဒီမှာဒီproduction VN network ကိုသုံးထားတယ်ပေါ့နော် production VN network ကိုသုံးထားတယ်ဖြစ်တဲ့အတွက်သူက production VN network ကကျွန်တော်ဒီမှာခုနပြောသူပဲဘာလို့လဲ switch standard switch မှာကျွန်တော်ဒီမှာ standard switch နဲ့ create လုပ်တာလို့ကျွန်တော်VLAN 20 network ပေါ့နော် VLAN 20 network ဒီမှာဆိုလေကျွန်တော်ကြည့်လိုက်မယ်ဆိုရင်မာလိုလည်း VN နဲ့ 1 ပေါ့နော်ဒီမှာဆိုလည်း
VN1 ပေါ့โอเคအဲ့တော့ VN1 နှစ်ခုစလုံးဒီကျွန်တော်တို့ဒီ VLAN 20 network ကိုassign ပေးထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော် network meeting ပြီးနေပါတယ်เนาะပြီးနေတယ်ဆိုတော့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီຢာလေးကိုပြန်ပေးလိုက်ပါတော့ပြန်ပေးလိုက်အဲ့တော့ကိုကျွန်တော်တို့အခုဒီ cluster ဒီဆောက်တယ်ပေါ့နော် cluster ဒီဆောက်မယ်ဆိုတော့ကျွန်တော်ဒီdata center ပေါ်မှာ new cluster ပေါ့နော် new cluster ကျွန်တော်တို့က cluster CO1 ပေါ့နော် HPD dash cluster CO1 ပေါ့နော်ဒီမှာကျွန်တော်တို့ vSphere DRS ကို on လုပ်ရမယ် HA ကို on လုပ်ရမယ်ပေါ့နော်logic ကကျွန်တော်ဒီမှာဒီတိုင်းပဲထားမယ်ပေါ့နော် channel တွေကဒီတိုင်းပဲဒီတိုင်းပဲထားမယ်ဒါလေးကို on ထားလေးပေါ့နော်ဒါလေးကို on ထားလေးlist လုပ်လိုက်ပါအဲ့မှာဆိုကျွန်တော်တို့ဒီမှာဆိုရင် cluster ရပြီပေါ့နော် cluster ရပြီကျွန်တော်တို့ကအဲ့ cluster လေးကိုကျွန်တော်တို့ကဒါ quick start နဲ့သွားမယ်လို့ဒီကောင် quick start နဲ့သွားပြီးတော့နော် skip လုပ်မယ်ဆို skip လုပ်လို့ရတယ်နော်ဒါပေမဲ့ဟိုဒီမှာပဲ add လုပ်လိုက်မယ်ဒီမှာဆိုကျွန်တော်တို့ကIP ထည့်မယ်ပေါ့နော်အဲ့တော့ဒီ IP ထည့်မယ်ဆို 172.16 and 10ပေါ့နော် 10.24 10.24 ကကျွန်တော် ESS 01ဖြစ်တယ်ပေါ့နော်။ကျွန်တော်ပေးကြည့်လိုက်တော့နော် CMD ပြီး ESA01.hp.uk အဲဒါ172.16.20.10.24 2ကိုပေးနေမယ်172.16.10.25 ESS 01ကိုပြင်တယ်ပေါ့နော်172.16.10.24 အဲ့ဒါကိုပြင်တယ်ပဲ username password သူ့ရဲ့ ESS ဆိုင် host ရဲ့ username password root ရဲ့သူ့ရဲ့ password တင်တယ်ပေါ့နော်ဒီနောက်တစ်လုံးထပ်တယ်ပေါ့နော်ဒီလုံးထည့်တယ်မယ်10.25 2ဖြစ်တယ်